အားလုံးပဲမင်္ဂလာပါအခုမိတ်ဆွေကိုပြောပြချင်တဲ့ຢာကပါလေကျွန်တော်တို့ရဲ့ဘဝတတကိုတန်ဖိုးရှိစေတာအတိတ်ပဲရှိစေတာဘာလို့လဲအဖြေကယေရှုခရစ်တော်ဖခင်အကြောင်းကျွန်တော်တို့ဘဝအတိတ်ပဲရှိသွားတာဖြစ်တယ်တန်ဖိုးရှိသွားတာဖြစ်တယ်ဒါဆိုရင်သူများရဲ့ဘဝတတကိုလည်းတန်ဖိုးရှိအောင်ဘယ်လိုလုပ်ပေးမလဲအတိတ်ပဲရှိအသက်ရှင်အောင်ဘယ်လိုလုပ်ပေးမလဲဆိုရင်ကျွန်တော်တို့ကိုအတိတ်ပဲရှိစေတဲ့တန်ဖိုးရှိစေတဲ့တင်ရရှိထားတဲ့ယေရှုခရစ်တော်ဖခင်ကိုမိတ်ဆက်ပေးပါအဲ့ဒီယေရှုခရစ်တော်ဖခင်ရဲ့အကြောင်းကိုသိဟောပါကြွေးကြော်ပါဒါအရေးကြီးဆုံးဖြစ်တယ်ဒါကြောင့်ဒီနေ့ယေရှုခရစ်တော်ဖခင်ကလောကမှာကျွန်တော်တို့ဘယ်သူမှကျွန်တော်နားမှာမရှိတော့ဘူးထင်တဲ့အခါမှာလေအဲ့ဒီယေရှုခရစ်တော်ဖခင်ကထာဝရကျွန်တော်ရဲ့အတူရှိတဲ့ဖခင်ဖြစ်တယ်โอเคဒါဆိုဒီနေ့ဒီမှာ comment ရေးပေးနိုင်တယ် share ပေးနိုင်တယ်သုံးသပ်ပေးနိုင်တယ်